နောက်ထပ်မေးခွန်းတစ်ခုကတော့ဒီဗုဒ္ဓဘာသာ၅ပါးသီလမှာပါတဲ့ပါဏာတိပါတာကံဟာဘလို့အခြေအနေမျိုးမှာထိုက်ပါသလဲတချို့သိလို့တဲ့လူတွေကကြတော့အလူပြုလို့တဲ့ရည်ရွယ်ချက်နဲ့တရိษံတွေတတ်ခတ်မိလို့ရှင်ရောငရဲကြီးပါလားရှင်ဗျာ ဘုရားဘာသာရဲ့အခြေခံလို့ဆိုကိုကျင့်သီလမှာမှန်တယ်၅ပါးသီလလုံးဝမဲ့သူက၅ပါးသီလဆိုတာပြောမယ်ဆိုရင်ကိုချင်းစာတရားနဲ့အကျဉ်းမေတ္တာကိုအခြေခံထားတယ်ပေါ့ဖက်သားကိုထိခိုက်ဖို့ရှောင်တယ်ပေါ့နော်ဒီပါဏာတိပါဒကံထိုက်တယ်ဆိုတာအင်္ဂါ900ရှိတယ်မှန်ပါဗျာကိုကျူးလွန်တဲ့ပုဂ္ဂိုလ်ကကျူးလွန်ခံရတဲ့တရားဝါကတရားဝါလည်းဖြစ်ရမယ်တစ်တုံးကြီးလိုဟာမျိုးတရားဝါထည့်ပြီးလောက်တာမျိုးပဲဖြစ်အောင်ပေါ့တရားဝါလည်းဖြစ်တယ်တရားဝါမှန်းလည်းသိတဲ့အမှတ်တင်ညာရှိတယ်သိစီလူတဲ့စိတ်လည်းရှိတယ်သိအောင်လည်းလုပ်တယ်သိလည်းသိသွားတယ်မှန်ပါဗျာအဲ့ဒီ9ခုအင်္ဂါရ5ချက်ကြီးပဏာတိပါဒကံထိုက်တယ်လို့သူဆိုတယ်မှန်ပါဗျာနော်အချက်5ချက်ကြီးဖို့လိုတယ်ပေါ့နော်မှန်ပါဗျာတရားဝါမှန်းလည်းကိုယ်သိတယ်တရားဝါလည်းမှန်တယ်တရားဝါမှန်လည်းကိုယ်သိတယ်ဒီကောင်ကိုသိစေခြင်းနဲ့စိတ်လည်းရှိတယ်သိအောင်လုပ်တဲ့ပြောကလည်းပါတယ်မှန်ပါတခုသိလည်းသိသွားတယ်ဆိုရင်ဒါပဏာတိပါဒကံထိုက်သွားပြီမှန်ပါဗျာဒါတခုနော်မှန်ပါဗျာအလူပြုလို့တဲ့ရည်ရွယ်ချက်နဲ့တရိษံတတ်ခဲ့ပြီအလူပြုခြင်းနဲ့ဆိုတာတော့ဒါသူများကိုပေးခြင်းကမ်းခြင်းနဲ့ဆိုတာတော့ကုသိုလ်ပိုင်းလို့ပြောရမှာဖြစ်တယ်မှန်ပါဗျာတရိษံတတ်တဲ့အခါကျတော့ဟိုကရည်ရွယ်ချက်ကိုသာပြောတာအလူပြုလို့တဲ့ရည်ရွယ်ချက်ကတခုမှန်ပါဗျာအဲ့ဒါကအလူပြုလို့ရဲဆိုတော့ကောင်းတယ်မှန်ပါဗျာအဲ့ဒီအပိုင်းကကုသိုလ်လို့ပြောလို့ရတယ်မှန်ပါတရိษံတတ်ပြီဆိုတဲ့အခါကျတော့သူ့မှာကိုချင်းစာတရားနဲ့အကျဉ်းတရားတွေပြက်ကွက်သွားတယ်မှန်ပါဗျာကိုဘာလို့ဆိုရင်ကိုချင်းစာတရားဆိုရင်ကိုတတ်ရင်ခံနိုင်မလားမှန်ပါဗျာဟုတ်တယ်မလားကိုမကြိုက်တဲ့အလုပ်တစ်ခုကိုသူများကိုလုပ်တယ်ဆိုတော့ကြတဲ့သူကကိုချင်းစာတရားပြက်ကွက်သွားတယ်မှန်ပါဗျာတစ်ဖက်သားကိုဒုက္ခရောက်အောင်လုပ်လိုက်ပြီဆိုတော့သူကစေရနာဆိုဖြစ်သွားတယ်မှန်ပါဗျာအဲ့တော့အလူပြုတ်လို့တဲ့ရည်ရွယ်ချက်တွေကတော့ရည်ရွယ်ချက်အကောင်းပဲသို့တော့တရိษံကိုတတ်လိုက်လို့ရှိရင်အဲ့ဒီတတ်တဲ့ပြစ်မှုကတခြားမှန်ပါဗျာအဲ့တရိษံတတ်တဲ့ပြစ်မှုကြောင့်ငရဲကြီးပါသလားဆိုသူ့ရဲ့စေရနာဇောတွေကတော့အပင်ငရဲကိုချစေနိုင်တဲ့ဟာတွေကြီးပဲအကုန်လုံးမှန်ပါဗျာနော်မှန်ပါဗျာအဲ့ဒါဆိုလို့ရှိရင်အလှပြုတဲ့အတွက်လည်းကောင်းမှုကုသိုလ်ရမယ်တရိษံတတ်တဲ့အတွက်လည်းအကုသိုလ်ဖြစ်မယ်လို့ပြောတာလားရှင်ဖြစ်တယ်ဒါမျိုးဟိုရောထွေးနေတာလို့ခေါ်တယ်ပေါ့မှန်ပါဗျာရောထွေးနေတယ်ခေါ်တယ်မှန်ပါဗျာဥပမာမဲ့ဇလန်နေရှိတယ်မှန်ပါဗျာမုတ်ဆိုးတယောက်ဟာသားကောင်တတ်လာတဲ့တတ်တော့ကတော့သူစားဖို့တတ်တာပဲမှန်ပါဗျာကြောင်ချဖို့လည်းဖြစ်ပဲပေါ့ပိစိကဘုရားတပါးနဲ့တွေ့တဲ့အခါကျတော့အဲ့ဒီသားဟင်းကိုလှူလိုက်တယ်မှန်ပါဗျာသူကဒီဘဝမှာလာပြီးတော့ချွတ်တရားရတယ်ဆိုရင်အဲ့တော့လှူတဲ့ကုသိုလ်ကတခြားတတ်တဲ့ဟာကတခြားသူကတကန်းစီပဲမှတ်ရတယ်အဲ့ဒါမျိုးကြတော့မှန်ပါဗျာဟိုဟာအတွက်ကဟိုဟာအကျိုးပေးပါဒါအတွက်ကဒါအကျိုးပေးမှန်ပါဗျာမတူနော်တင်ပါဗျာစိတ်ကစိတ်ပဲ